ပါကျွန်တော်နာမည်ကတော့ဟွန်ပြေးဖြစ်ပါတယ် W1 user လေးလို့ခေါ်ပါတယ်ကျွန်တော်အခု CCNA နဲ့ပတ်သက်တဲ့ search တွေလုပ်ရမယ် video training လေးလုပ်ပြီးမှဖြစ်ပါတယ်ဒီလို video training လေးလုပ်ပြီးရရွေးချက်ကတော့တနန်းမတက်နိုင်တဲ့လူငယ် Cisco ဘိုင်းကိုလိုက်တော့မယ်ဆိုပြီးတော့ချိန်သုံးဖို့ငွေမပေးနိုင်တဲ့လူငယ်လူကြီးတွေပြီးတော့မနိုင်ငံနေစုံနေခိုင်းမှာရောက်နေတဲ့ကျောင်းသားတွေ Cisco ဒီလိုစိတ်ဝင်စားလို့ရှိရင်လေ့လာလို့ရအောင်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလေ့လာနေစေမို့လို့လိုအပ်ချက်တွေအများကြီးရှိနေမှာပါဒါပေမဲ့ကျွန်တော်တန်းနိုင်တော့စူးစမ်းပြီးတော့လုပ်ပေးပါမယ်အဲဒီတော့ Cisco ဆိုတာကိုရင်တော့မိတ်ဆက်ပေးပါမယ် Cisco ဆိုတာတော့ကျွန်တော်ဒီ networking နဲ့ပတ်သက်တဲ့ product တွေထုတ်တယ် design တွေဆွဲပေးတယ်ပြီးတော့ဒီ network နဲ့ပတ်သက်တဲ့ equipment တွေထုတ်လို့ရောင်းချတယ် company တစ်ခုပါသူကတော့ California မှာခြေစိုက်ထားတယ်ပေါ့ဘာလို့ Cisco လို့ခေါ်လဲဆိုတော့သူ San Francisco မြို့မှာပေါ့အဲ့ဒီ Francisco ဆိုတဲ့ Cisco လေးကိုယူပြီးတော့ Cisco ဆိုပြီးနာမည်မှဲ့တာပေါ့နော် Cisco တော့ပထမဆုံးစထောင်တယ်လို့1984ခုနှစ်မှာမြန်မာနဲ့ Stanford University ရဲ့ Computer Support Staff နှစ်ယောက်က Leonard Watson နဲ့ Sandy Lana နဲ့သူတို့နှစ်ယောက်ကထောင်ခဲ့တာဖြစ်ပါတယ်အဲ့လိုပဲသူတို့နှစ်ယောက်ကတည်ထောင်ခဲ့ပြီးတော့ဗောနော်ပထမဆုံး Multi Network Protocol Support လုပ်တဲ့ router တွေကိုအောင်မြင်ထုတ်လို့ရောင်းချနိုင်တဲ့ company တစ်ခုဖြစ်ခဲ့တာပေါ့ Cisco ကအဲ့လိုမျိုး networking ဆိုင်ရာပစ္စည်းတွေရွေးပေါ့ထုတ်နေမဟုတ်ပါဘူးခြား networking ဆိုင်ရာပစ္စည်းတွေပဲအဲ့ဒီမှာဘာတွေထုတ်လဲဆိုတော့ switch တွေထုတ်တယ် router တွေထုတ်တယ်အဲ့လို IP ဖုန်းတွေထုတ်တယ်နော်ပြီးတော့ခြားပေါ့ server ဘိုင်းတွေ server application တွေအဲ့လိုထုတ်တယ်ပေါ့ server ဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော်က Cisco ကိုလေ့လာမယ်ဆို Cisco ကပေးတဲ့ certificate တွေပေါ့နော် certificate international certificate ပေါ့ Cisco ကတိမှတ်ပြုတဲ့ဒီ certificate တွေကိုကျွန်တော်တို့ကဖြည့်လို့ရပါတယ်ဖြည့်မယ်ဆိုရင်တော့ဒီလိုမျိုးပုံစံရှိပါတယ်ပထမဆုံး entry level လို့ခေါ်တဲ့အောက်ဆုံးက CCENT ပေါ့အဲ့ level အောင်မြင်လို့ရှိရင် CCNA ဆိုတာရှိပါတယ် CCNA ကတော့ Cisco Certificate Network Associate လို့ခေါ်ပါတယ် CCNA အောင်လို့ရှိရင် CCNB ဆိုတာရှိပါတယ်ပြီးလို့ရှိရင် CCI နောက်ဆုံးဆင်းရတော့ Cisco Certificate Architect လို့ခေါ်တဲ့ Architect လို့ပေးမဲ့ပုံစံရှိပါတယ်အားလုံးကဒီ CCENT ကနေပြီးတော့မဖြေကြတော့ဘဲနဲ့ဒီ CCNA ကိုတန်းဖြေကြပါ CCNA တန်းဖြေမယ်ဆိုလည်းရပါတယ် CCNA ကတော့သူ့ရဲ့ Cisco ရဲ့ပထမဆုံးပေါ့ဘယ်လိုခေါ်မလဲ associate လက်မှတ်တစ်ခုပေါ့Cisco ကသူကဟို CCNA မှာဆိုလဲအခြားကျွန်တော်တို့လိုပေါ့ major တွေပေါ့ရှိပါသေးတယ်ဘယ်လိုအခုမြန်မာနိုင်ငံမှာအတက်များတာတော့ routing and switching ပေါ့ routing and switching ဒီ routing and switching ကိုဘာလို့ယူများကြလဲဆိုတော့သူကအလောက်ကိုင်ခွင့်လဲ routing and switching ကဒီနိုင်ငံမှာလဲအဆင်ပြေအခြားနိုင်ငံမှာလည်းအဆင်ပြေသူက networking နဲ့ပတ်သက်တဲ့ဟာကို generally အကုန်လုံးခြုံပြောတာဖြစ်ပါတယ်အဲဒါကြောင့် routing and switching ဆိုတဲ့ major ကိုပို့ပြီးရွေးကြတာပေါ့CCNA မှာလည်းအခြား major တွေရှိရယ်ဘယ်လိုလဲဆိုတော့သူက design ရှိမယ် network design ပေါ့ network security ရှိမယ်ပြီးတော့ဟိုကျွန်တော်တို့ ISP မှာလုပ်ဖို့ service provider ဆိုတဲ့ certificate ရှိမယ်ပြီးတော့ storage networking ရှိမယ်ပြီးတော့ voice ဆိုတာရှိမယ်ပြီးတော့ wireless ဆိုတာရှိမယ်အဲ့လိုပဲ CCNB ရပါလို့ရှင်လဲ CCNB ပေါ့ CCNB မှာလည်း routing switching အဲ့လိုမျိုး network security အဲ့လိုမျိုးစရှိသဖြင့်ပေါ့နော်ဒါရှိပါမယ်အခုCisco ပေါ့နော် Cisco ရဲ့ပုံရိပ်တွေပေါ့
Cisco နဲ့ Cisco certificate certificate နဲ့အခြားဟာတွေဘယ်လိုခေါ်လဲဆိုတော့အခြားကျွန်တော်တို့ Microsoft Linux တို့ပါရှိမယ်အဲ့ဒါကျွန်တော်တို့ networking နဲ့ပတ်သက်လို့ generally မသိဘူးသူတို့ရဲ့ course တွေကိုကြည့်လိုက်လို့ရှိရင်သူတို့ server role တွေကိုပဲအများဆုံးသင်သွားတာများတယ်ဒီ CCNA ကြတော့အကုန်လုံးပေါ့နော် CCNA အဲ့ routing and switching ဘာသာကိုယူခဲ့မယ်ဆိုရင် networking နဲ့ပတ်သက်လို့အလုံးစုံနဲ့ဆက်သိသွားမယ်လို့ထင်ပါတယ်အဲ့တင်ရိုးရတယ်တကယ်ခုနဲ့ဆက်ပါပါတယ်အဲအကြောင်းကျွန်တော်တို့ခု networking နဲ့ပတ်သက်တဲ့အလုပ်တွေကိုခေါ်လို့ရှိရင် Cisco လို့ခေါ်တယ်ဘာလို့ Cisco လို့ခေါ်လဲ Cisco မှာ routing and switching ကို generally အများကြီးသင်တဲ့အတွက်အခြား Microsoft တို့ Linux တို့အခြားပေါ့နော်အခြား networking certificate ထက်ကိုပို့ပြီးလောက်ကန်ခွင့်လည်းများပါတယ်သူ inner networking ဘက်ကိုပို့ပြီးတော့အားတန်တဲ့အတွက်ဟိုတကယ် Cisco ရထားလို့ရှိရင် networking ဘက်အရန်ကိုကျွမ်းတဲ့ technician တယောက်ဖြစ်ပေါ့နော်သူအတိမတ်ပြုရပေါ့ကျွန်တော် CCNA ဆာမေးပွဲမှာဆောင်းဝတ်ဖြေမယ်ဆိုရင်တော့အခုဆိုရင် exam code ကကျွန်တော်ကြည့်ပေးမယ်အခု exam code အသစ်ဖြစ်သွားပါပြီ120ဆိုတဲ့ exam code ပါအရင်တော့640ရှိရနဲ့ exam ပေါ့အဲ့လို exam code အသစ်ပေါ့နော်အဲကျွန်တော် CCNA မှာသူကဆောင်းဝတ်ဖြေမယ်ဆိုရင်သူအမှတ်ဟိုပါပေါ့1000ပေးရပေါ့နော်150ဆိုအောင်ပါတယ်အဲမေကုန်း55ခုကနေပြီးတော့60စီမေးပြီးတော့မိနစ်90ကျွန်မဖြေရမယ်ပေါ့တစ်ခါလေ85မိနစ်ပေါ့တယောက်တော့တစ်ခါနဲ့တစ်ခါတော့မတူဘူးပေါ့တယောက်နဲ့တယောက်လည်းမေကုန်းတူမှာမဟုတ်ပါဘူးတကယ်ချင်းနှစ်ယောက်အတူတူဖြေမယ်အဲ့လိုမျိုးဖြေလို့မရပါဘူးပြီးတော့သူ့ရဲ့မေကုန်းပုံစံတွေကဘယ်လိုလာမလဲဆိုတော့ multiple choice single answer လာမယ် multiple choice multiple answer လာမယ်ပြီးတော့ drag and drop လာမယ် fill in the blank တွေလာမယ် router simulation တွေပါမယ်အဲ့ဒါကျွန်တော်နောက်ပိုင်းပြောပြပေးတော့မှာဖြစ်ပါတယ်ဒီတော့ intro လောက်ပဲဆိုတော့ကျွန်တော်တို့ပြောပြမယ့်တင်ရိုးက CCNA ကနေပြီးတော့ CCNA ကို set study လုပ်လို့ရမယ်ကျွန်တော်လည်းလေ့လာနေသေးပါ set study လုပ်ရမှာပြန် share ပေးမှာဖြစ်ပါတယ်အဲ့တော့နောက်သင်ခန်းစာတွေကစပြီး CCNA ကိုစသွားလိုက်ပါမယ် routing and switching ကိုကျွန်တော် theory ဘိုင်းလည်းပြောချင်ပြောပါမယ်ဒါပေမဲ့ဟို simulation ဘိုင်းကိုပို့ပြီးတော့ပြောသွားပေးပါမယ်အပိုင်းတစ်ကတော့ဒီလောက်ပါပဲကျေးဇူးပါတော့